ပရိသတ်များအားလုံးပဲမင်္ဂလာပါရန်ကုန်မြို့မှာပြီးခဲ့တဲ့တလအတွင်းကျောင်းသူကျောင်းသား3ယောက်စတိုင်းပျောက်ဆုံးသွားခဲ့တဲ့ဖြစ်စဉ်ဟာမိဘပြည်သူတွေကြားမှာအမတန်မှထိတ်လန့်စရာကောင်းပြီးစိုးရိမ်ပူပန်မှုတွေမြင့်တက်စေခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်ကလေးတွေကိုကြောင်းပိုးကြောင်းကျိုလို့ရတဲ့မိဘတွေဆိုရင်လည်းရင်သမားမနဲ့နေတိုင်းစိုးရိမ်စိတ်နဲ့ဖြစ်တန်းခဲ့ကြတာပါပေချင်းဘယ်သူကလေးပျောက်သွားမလဲဆိုတာမသိနိုင်သလိုပျောက်ဆုံးသွားတဲ့ကလေးတွေအတွက်လည်းတဲ့အစားအနာရှာမရအောင်ဖြစ်နေခဲ့တာကြောင့်လူမှုကွန်ရက်မှာရောမြေပြင်မှာပါကောလာဟာလာတွေနဲ့ထိတ်လန့်မှုတွေပြင်းထန်ခဲ့ပါတယ်အခုလိုမျိုးစိုးရိမ်မှုတွေထိတ်ဆုံးကိုရောက်နေချိန်မှာပဲဒီနေ့မှာတော့တမျိုးလုံးကိုတုံ့လှုပ်သွားစေတဲ့တရန်ထူတစ်ခုထွက်ပေါ်ခဲ့ပါတယ်ဒါကတော့ကျောင်းသူကျောင်းသားကလေးငယ်တွေကိုအကွက်ဆန်ပြန်ပြီးဆွေးပြီးရောင်စားနေတဲ့တရားအရှန်လက်ဖန်စီရမိခဲ့ပြီးဆိုတဲ့တဲ့ပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာမိဘပြည်သူအပေါင်းအထွားစိတ်သက်သာရစရာတစ်ခုဖြစ်တယ်လို့အခြားတစ်ပတ်မှာလည်းတရားခံရဲ့ရစဲစန့်ချီတဲ့လုပ်ရက်တွေကြောင့်တုံ့လို့စရာအမှန်တရားတွေထွက်ပေါ်လာခဲ့ပါတယ်။ဖန်စီရမိမှုဖြစ်စဉ်မှာတရားခံဟာကျောင်းမုံစေးတဲ့နဲ့ကျောင်းအပြင်ဖက်အဝေးမရောက်ခင်အခြေအနေတွေကိုအကွက်ကြားဆောင်ကြည့်နေပြီးကလေးတွေကိုမဝေကျွေးမယ်ဆိုပြီးလှေဖြားတာဒါမှမဟုတ်မိဘကြိုခိုင်းလိုက်တယ်ဆိုပြီးလိမ့်လေခေါ်ဆောင်တာမျိုးတွေလုပ်ခဲ့တာပါပျောက်ဆုံးသွားတဲ့ကလေး3ယောက်စလုံးဟာဒီလိုနေလန်းတွေနဲ့ပဲအဆက်တွေပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့တရားခဲဟာအခြားကျောင်းသားကျောင်းသူတို့ထမှန်လှေဖြားခေါ်ဆောင်ဖို့စ조사စင်မှာပဲပဝန်းကျင်တဲ့မိဘတွေရဲ့မတိုင်ကဖြစ်မှုချချမ်းဝမ်ပိတ်ဆိုပြီးရှာဖွေမှုတွေကြောင့်တနေရာမှာတဲ့အရှံလက်ဖန်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။တရားခံကိုဖန်ဆီးရချိန်မှာပဝန်းကျင်ကပြည်သူတွေရဲ့ဒေါသအဟုန်ကလည်းအမတန်မှပြင်းထန်ခဲ့ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေထံစနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။တရားခံထံမှစစ်ဆေးမြင့်မှုများအရာပျောက်ဆုံးသွားခဲ့တဲ့ကလေးငယ်တွေနဲ့ပတ်သက်ပြီးတေးလွန်စာအချို့နဲ့ရောင်စားဖို့အကွက်ဆန်ထားတဲ့ကွန်ရက်အချို့ကိုပါဖော်ထုတ်နိုင်ခဲ့တဲ့လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီဖြစ်စဉ်ကြောင့်ရန်ကုန်မြို့တစ်ခွန်လုံးမှာကျောင်းကျိုကျောင်းပိုးစနစ်တွေနဲ့ပတ်သက်ပြီးပုံမတတိထားလာကြသလိုကလေးငယ်လုံခြုံရေးအတွက်လည်းအထူးကျဆိုင်ကြဖို့တတိပေးတဲ့များစတိုက်ထွက်ပေါ်လျက်ရှိပါတယ်။အခုလိုမျိုးတရားခံကိုဖန်ဆီးရမြင်လိုက်ပေမဲ့လည်းမိဘပြည်သူတွေအနေနဲ့တတိလလွတ်မနေကြဖို့အထူးလိုအပ်ပါတယ်။ကလေးတွေကိုအပြန်ထွက်တဲ့အခါတယောက်တည်းမထွက်ဖို့စိတ်သက်သူတွေပေးတဲ့မုံနဲ့ပစ္စည်းတွေကိုလုံးဝမယူဖို့နဲ့မိဘမဟုတ်သူနောက်ကိုလိုက်မသွားဖို့အမေမပြဲဆုံးမတွင်တင်ထားရမှာဖြစ်ပါတယ်။မိဘပြည်သူအပေါင်းအနေနဲ့လည်းမိမိတို့ပတ်ဝန်းကျင်မှာမတန်ကဖွေရလူပုဂ္ဂိုလ်တွေနဲ့တွေ့ပြီးဖြစ်စဉ်တွေကိုမြင်တွေ့ပါကချက်ချင်းတရင်ပေးပို့ပြီးကုညီဆောင်ရှောက်ကြဖို့အတီးပေးနှိုးဆော်ရင်တရင်ကိုတင်ဆက်ပေးလိုက်ရပါတယ်။